နေ့မှာအနာငြိမ်းစေတဲ့အကြောင်းဥပုံနေ့တစ်နေ့မှာအရှင်ယေရှုဟာဝိပ္ပယတရားစီရင်ထဲမှာလူတွေကိုဟောပြောသွန်သင်နေတယ်။အဲ့ဒီနေရာမှာ18နှစ်လုံးနှဆိုးဆွဲလို့ကြောကုန်းနဲ့ဝေဒနာခံစားနေရတဲ့မိန်းမတစ်ယောက်ရှိတယ်။အဲ့ဒီမိန်းမဟာကြောကုန်းနေလို့သူ့ကိုယ်ခန္ဓာကိုတဲ့မှတ်အောင်မဆန့်နိုင်ဘူး။ကိုတော်ဟာသူ့ကိုမြင်တော့ရှေ့ကိုခေါ်ထုတ်လိုက်တယ်။ပြီးမှဒီမှာအမျိုးသမီးတင်းရဲ့အနာပြောက်ပြီလို့မိန့်တော်မူပြီးသူ့အပေါ်မှာလက်တော်ကိုတင်လိုက်တယ်။ချက်ချင်းဆိုသလိုသူ့ရဲ့ကြောဟာတဲ့မှတ်သွားတယ်။ဒါကြောင့်ပဲသူဟာဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းနေတယ်။ဒီလိုဥပုံနေ့မှာအရှင်ယေရှုဟာအနာရောဂါကိုငြိမ်းစေတဲ့အတွက်ဝိပ္ပယတရားစီရင်မှုဟာဒေါသထွက်ပြီးတပတ်လုံးမှာအလုပ်လုပ်ဖို့6ရက်ရှိတယ်။အဲ့ဒီနေ့တွေမှာအနာငြိမ်းဖို့လာကြပါ။ဥပုံနေ့မှာတော့မလာကြနဲ့လို့လူတွေကိုပြောလိုက်တယ်။အရှင်ယေရှုကလည်းကိုယ့်အပြစ်ကိုမသိတဲ့သူတွေဥပုံနေ့မှာမင်းတို့ရဲ့မြီးတွေနွားတွေကိုတင်းကုတ်ထဲကနေထုတ်ပြီးရေတိုက်ဖို့ခေါ်သွားကြတယ်မဟုတ်ဘူးလား18နှစ်လုံးစာရမဏေရဲ့ချီနှောင်ထားတာကိုခံရတဲ့အာဗြဟံရဲ့သမီးဖြစ်တဲ့ဒီမိန်းမကိုဥပုံနေ့မှာအဲ့ဒီလိုချီနှောင်ထားရကနေမလွတ်ရဘူးလားလို့မိန့်တော်မူတယ်ကိုရောဟာအဲ့ဒီလိုမိန့်တော်မူတဲ့အခါမှာသူ့ကိုအပြစ်တင်ပြီးဆွဆွဲနေတဲ့သူအားလုံးဟာအဆက်ကွဲသွားကြတယ်လူတွေကတော့ကိုရောပြုတဲ့အံ့ဩဖွယ်အရာတွေပေါ်မှာအားရဝမ်းမြောက်နေကြတယ်ဒါကတော့ရှင်လုကာအခန်း73အပိုက်ငယ်10မှ19တီဖြစ်ပါတယ်